Facebook ကနေပြီးတော့ဒေါ်လာတွေရောက်အောင် CN ဆက်တဲ့ပုံအောင်လို့စူးစမ်းနေတဲ့တယောက်ချင်းစီတိုင်းကိုကြိုးစားပါလေကျွန်တော်လည်းစူးစမ်းနေလို့ပါအခုကတော့ကျွန်တော်ဒါနန်းကြီးတုပ်လေးအားလုံးပဲစားကြပါအောင်ဗျာနန်းကြီးတုပ်လေးချူပါမယ်အားလုံးပဲစားကြပါအောင်ကျွန်တော်ဘာပဲတင်ပေါ့နော်စာပဲတင်ဒီဗီဒီယိုအတူပဲတင်ဘယ်လိုမျိုးအကြောင်းအရာပဲတင်ဗျာကျွန်တော်အမြဲတမ်းပဲကျွန်တော်ဒါချစ်ခင်ကြတဲ့တယောက်ချင်းစီတောင်းလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကပုံမှန်အားဖြင့်ကျွန်တော်ခီးသွားဖို့ပေါ့နော်ခီးသွားဗီဒီယိုတွေအများဆုံးတင်ဖို့ဒါရည်ရွယ်ထားတာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ကအခုကတင်သွားပြင်ထားတယ်ပေါ့နော်သွားပြင်ထားတော့ကြတော့တော့တန်နဲ့စားလို့မရအောင်စားလို့မရတဲ့အတွက်ကျွန်တော်ခဏငြိမ်းနေရပေါ့နော်ဒီသွားပြင်ပြီးသွားလို့အားလုံးပြီးစီးသွားပြီဆိုရင်တော့ okay ပြီဆိုရင်ကျွန်တော်ဒါကိုရီးယားနိုင်ငံမှာရှိတဲ့နာမည်ကြီးတဲ့အစားတောက်ဆိုင်တွေပေါ့နော်အဲ့ဒီကိုသွားပြီးတော့ကျွန်တော်စားပြမယ်ရိုက်ပြမယ် review တွေလုပ်ပြမယ်ပြီးရင်ခီးသွားနေရာတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့နေရာတွေလည်းကျွန်တော်သွားမှာပါအခုကဘာလို့ကျွန်တော်ငြိမ်နေရလဲဆိုတော့ဒီသွားကြောင်ပေါ့နော်ဒီတော့တနဲ့အစားစားရင်ကျွန်တော်စားလို့မရဘူးဗျာစားလို့မရတော့ကြတော့တိတ်အဆင်မပြေသေးလို့ကျွန်တော်ခဏငြိမ်နေရအဲ့တော့ကြောင့်ဒီကျွန်တော်ကကိုရီးယားမှာဖြစ်တဲ့အတွက်ကိုရီးယားတနိုင်ငံလုံးကိုကျွန်တော်ကိုရီးယားမှာရှိနေတဲ့ကာလအတွင်းမှာကျွန်တော်ရောက်အောင်သွားမယ်ပြီးရင်ကိုရီးယားရဲ့လှပတဲ့နေရာလေးကိုအားလုံးကိုရိုက်ပြပေးပါမယ်နော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းစောင့်ပြီးတော့ဒါကြည့်ပေးကြအောင်ပေါ့နော်လောလောဆယ်တော့အဲ့ဒါရတင်မှာမဟုတ်သေးဘူးပေါ့နော်လောလောဆယ်ကတော့ကျွန်တော်ကဒီ daily ပုံစံလေးပေါ့နော် daily ပုံစံဟင်းချက်တာလေးတွေအလုပ်လုပ်တာလေးတွေဒါကျင်တဲ့ခန်းစားချက်လေးတွေဟာတာလေးတွေပေါ့နော်အဲ့ဒါလေးတွေဒါဖန်တီးပြီးတော့တင်ပေးပါမယ်နောက်ဆိုရင်တော့ကျွန်တော်food blogger ပေါ့ဗျာပြီးရင် travel blogger ပေါ့နော်ခီးတွေသွားမယ်ပြီးရင်စားမယ်တောက်မယ်ချက်မယ်ပြုတ်မယ်ပေါ့နော်အဲ့ဒါတွေကျွန်တော်တင်ပေးပါမယ်လောလောဆယ်ကဒီသွားကိစ္စကြောင့်ဘာမှမလုပ်ဖြစ်သေးရပါတော့ဒါမိတ်ဆွေတို့အကျိုးရှိစေမဲ့အကြောင်းအရာတွေကျွန်တော်နောက်ပိုင်းနေအများကြီးတင်ဆက်ပေးဖို့ရှိတယ်ပေါ့နော်အခုကြည့်နေတဲ့သူကမြန်မာနိုင်ငံကဆိုရင်ဒီကိုရီးယားနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့အကောင့်လေးကို follow လေးလုပ်ထားပါနောက်ပိုင်းကျရင်ကျွန်တော်ဒီခီးသွားဗီဒီယိုတွေပြီးရင်အစားအသောက်ဗီဒီယိုတွေကိုရီးယားနိုင်ငံရဲ့နာမည်ကြီးတဲ့နေရာတွေအကုန်လုံးဒါမိတ်ဆွေတို့ကကြည်နေတယ်ဆိုပေမဲ့ကိုယ်တိုင်ရောက်သွားတယ်လို့ခံစားရအောင်ကျွန်တော်တေချာလေးရိုက်ပြပေးမယ်နောက်ပိုင်းဆိုရင်ကျွန်တော်ကင်မရာကြီးနဲ့တေချာရိုက်ပြပေးမယ်ပေါ့နော်အခုကကျွန်တော်ဒီသွားကြောင်ဒီခီးတွေပါတိတ်မသွားနိုင်သေးရပါတော့တချို့အစားအစာတွေကြတော့စားလို့မရသေးဘူးပေါ့နော်အဲကြောင့်ခီးသွားတဲ့အခါဒါအဆင်ပြေတဲ့အစားအစာကိုစားရမှာဆိုတော့အဆင်မပြေသေးလို့ပေါ့နော်အဲကြောင့်မို့ကျွန်တော်ခီးတွေတိတ်မသွားသေးတာနောက်ပိုင်းကျွန်တော်တေချာလေးရိုက်ပြပေးပါမယ်နော်